ပါကိုနောက်ထပ်မေးချင်တဲ့မေးခွန်းကတော့ပေါ့နော်ကာကွယ် NUG ကာကွယ်ဝန်ကြီးဦးရင်မောင်ကဒီခင်မီလူတိုင်း NUG ကိုဗန်ကြတယ်ဆိုပြီးပြောထားမျိုးလည်းရှိတော့လက်ရှိတော်လှန်ရေးကာလ၄နှစ်ကျော်၅နှစ်တည်းရောက်တဲ့အချိန်မှာအခုဘက်ကနေရောဘယ်လိုမျိုးအကြံပြုချင်တာမျိုးရှိမလဲအကြံပြုချင်တာမျိုးဆိုတာထက်ပေါ့နော်အဓိကတော့ဒီတော်လိုင်းဆိုတဲ့ခေါင်းစဉ်ကလူလူနဲ့မနီလို့မရဘူးပေါ့နော်လူလူနဲ့နေမှရမယ်ဆိုတော့ကျွန်တော်အဲ့လိုမျိုးအဝေးကြီးကနေနေသားမြေသားရေရှားမြေသားကနေအကြံပြုတာမျိုးပြောတာဆိုတာမျိုးဝေဖန်တာမျိုးတော့ဒီမလောက်တန်ဘူးပေါ့နော်မလောက်တင်ဘူးပေါ့နော်သူတက်တီနားလဲလူတွေတွားနေကြတယ်ကောင်းမတဲ့နေရာရွေးနေကြတယ်ဆိုရိုက်လဲသူတို့ရွေးနေကြတယ်ဆိုတော့ပေါ့နော်အဲ့တော့အကြံပြုတာမျိုးတော့ကောင်းစင်မတက်ချင်ဘူးဒီပြီးတော့ဒီဌာနတစ်ခုတည်းလူတယောက်တည်းကိုပဲလမ်းပြောတာမျိုးကြီးလဲမလောက်ချင်ဘူးပေါ့ဟိုမှာဒီလားoverall ခြုံပြီးတော့ပြောရမှာမျိုးဆိုရင်ပေါ့နော်ပြောရမှာမျိုးဆိုရင်တော့ဒီတနေ့လေးနှစ်ကျော်9နှစ်ကာလရောက်နေပြီပေါ့နော်ကျွန်တော်တယောက်တည်းရဲ့ဆန္ဒလေးပေါ့နော်ခံစားချက်လေးပေါ့နော်အဲ့ဒါလေးကိုပြောရမယ်ဆိုရင်တော့ဒီတချို့စပွဲကုံတွေပေါ့တချို့ခုံတွေပေါ့နော် position တွေပေါ့နော်အဲ့ခုံတွေထဲမှာဒီလောဝါနှုံးတွေလည်းအားလုံးသိကြပါတယ်ဘယ်သူကဘယ်လောက်လောဝါနှုံးနဲ့ဘယ်လိုရှိတယ်ဘာရှိဆိုသိကြရပေါ့နော်ကျွန်တော်ကတော့ဘယ်လိုမျိုးလေးပဲစံထားရှိလဲကြားခြင်းလဲဆိုတော့ဥမာဒီဒေါ်လာရေးလေးနှစ်ကျော်ကာလအတွင်းမှာဥမာခုံတစ်ခုံကပေါ့နော်နေရာတနေရာကပေါ့နော်ကျွန်မကတော့ဒီလောက်လုံနိုင်တာအကုန်ပဲအမှန်တော့ဒီထက်ပိုပြီးတော့ထီအောင်လုံနိုင်ဖို့လိုတယ်သူနေရာကအဲ့တော့အဲ့ဒီအတွက်ကျွန်မကိုယ်တိုင်ကျွန်မထက်ပိုလုံနိုင်တဲ့လူမျိုးကိုဒီမှာရှာတွေ့ထားပါတယ်သူ့ကိုကျွန်မကိုယ်တိုင်ကဒီနေရာလေးကိုပါလွှဲလိုက်ချင်ပါတယ်ဆိုတဲ့ဟာမျိုးဘယ်လောက်ချစ်စရာကောင်းလဲမလဲနော်အဲ့လိုမျိုးလေးတော့ကြားချင်တာပေါ့တချို့နေရာလေးနဲ့ပတ်သက်ဟုတ်ကဲ့ပါကိုဆိုတော့အခုကမြေပြင်ကရဲဘော်တွေရောပဲဖြစ်ဖြစ်ပြည်သူတွေပဲဖြစ်ဖြစ်တခြားကဏ္ဍမှာလုပ်နေတဲ့လူငယ်တွေပဲဖြစ်ဖြစ်အများအားထိတွေ့နေတာဆိုတော့သူတို့ဘက်ကနေအကိုမြင်နေရမှာပဲသူတို့ရဲ့အခက်အခဲပဲဖြစ်ဖြစ်သူတို့ရုန်းကန်နေရတာပဲဖြစ်ဖြစ်သူတို့တောင်းဆိုချင်တာပဲဖြစ်ဖြစ်သူတို့ရဲ့အတန်တွေကိုအကိုကြားနေရမှာပဲဆိုတော့အကိုဒီကနေတစ်ဆင့်ပေါ့နော်သူတို့ဘက်ကနေပြောချင်နေတဲ့အတန်တွေကိုပြောပြပေးပါလားကိုသူတို့ပြောချင်တာရှိခုနညီပင်ကညီညီမကြီးလားညီမနေဟုတ်သူတို့ပြောချင်တဲ့အတန်တွေကအများကြီးပဲသူတို့ကြားချင်တဲ့စကားတွေလည်းအများကြီးပဲပေါ့နော်အဲ့ဒီဟာကိုကျွန်တော်တို့ကဒီဒေါ်လာရေးမှာသူတို့ပြောချင်တဲ့စကားသူတို့ကြားချင်တဲ့စကားကိုပြောပေးတဲ့လူကြားတဲ့လူကိုယ်တိုင်ကစဉ်းနာထောင်ဖို့ဓာတ်ရိုက်ထိတွေ့ပြီးနားထောင်ဖို့အရန်လိုအပ်တယ်အရန်ရေးကြည့်အဲ့ဒါကတကယ်ကိုဒီဒေါ်လာရေးအသက်သွေးကြောထဲမှာပါတယ်အဲ့တော့ကျွန်တော်ကကြားထဲကနေစကားစင်ကန်းတာပဲပြောပါတော့လက်စင်ကန်းတာမဟုတ်ဘူးねစကားစင်ကန်းတာမျိုးကိုကျွန်တော်မလုပ်ချင်ဘူးကျွန်တော်ပြောချင်တာကတော့သူတို့ပြောချင်တဲ့စကားနဲ့သူတို့ကြားချင်တဲ့စကားကိုပြောတဲ့လူနဲ့ကြားတဲ့လူတွေကိုယ်တိုင်ကဓာတ်ရိုက်ထိတွေ့ပြီးတော့ပြောစီခြင်းနဲ့ကြားစီခြင်းနဲ့လို့တော့ကျွန်တော်ဆန္ဒပြုပါတယ်အဲ့လိုမျိုးလေးတော့ပြောချင်တယ်ဘာဖြစ်လို့ဒီပြောတဲ့လူနဲ့ကြားတဲ့လူကကြားထဲမှာဘာဖာမရှိတဲ့ဦးဒေါ်လိုင်းကာလာအရင်ရည်ကြည့်တယ်ဘယ်အကျွေးကကျွန်တော်တက်တလောက်မတ်တလောက်လေးနဲ့ဖမ်းမိတဲ့ဟိုစာအုပ်လေးတွေအပါဝင်ပေါ့နော်တီးတလောက်လေးနဲ့ပြောရမယ်ဆိုရင်အဲ့လိုမျိုးဒီအရောက်ခက်တာလေဒီဒေါ်လာရေးအရွေးအတွက်အရန်အနေရများတယ်အနေလည်းကြီးတယ်ပြောတဲ့လူကလည်းရအောင်ပြောနိုင်တဲ့အာအင်မျိုးစိုက်ထုတ်ပြီးတော့နားထောင်တဲ့လူကလည်းရောက်အောင်နားထောင်နိုင်တဲ့အာအင်မျိုးတွေစိုက်ထုတ်ပြီးတော့ balance ကြီးပေါ့နော်ရှိတဲ့အဲ့ကောင်ကဒေါ်လာရေးရဲ့အသက်သွေးကြောလူမျိုးကိုပြောလို့ရတယ်
အဲ့ဒါဟာရင်ကျွန်တော်တို့တော်လိုင်းဘယ်လောက်ထက်ကြအောင်မလဲတော်လိုင်းအရွေးနေတာပဲအဲ့ဒါဟာလို့လုံးဝမဖြစ်ဘူးအဲ့ဒါကတော့ဒါကျွန်တော်တည်တလောက်မြင်တလောက်နဲ့ပြောတာပေါ့နော်တော့ကြရေချားမြေချားနေဆရာကြီးလုပ်တယ်လည်းထင်နေအောင်ပဲ အဲ့လိုမထင်ပါဘူးအခုဒီဘက်ကိုရောက်တဲ့အချိန်ပါရောလူငယ်တွေပြင်တာဝန်ရှိတဲ့ပုံကိုယ်တွေနဲ့ရောတွေ့ဖြစ်တာမျိုးလို့ရှိလားကိုဘက်ကကိုနာလိုမျိုးပေါ့နော်ဟိုဘက်ကတဆင့်ဓာတ်ကန်တော့မဟုတ်ပေမဲ့အခုတိတာလေးတွေပြန်ပြီးတော့ပြန်ပြောတာမျိုးပြန်ပြီးကြံပြူတာမျိုးပဲဖြစ်ဖြစ်အဲ့ဒါမျိုးလုပ်ဖြစ်တယ်လားကိုကျွန်တော်အမှန်တိုင်းဝန်ခံရမှာဆိုရင်တော့ကျွန်တော်မတွေးဖြစ်ဘူးဘာဖြစ်လို့လဲဆိုတော့ဒီဘက်မှာတာဝန်ရှိတဲ့လူဆိုတာဒီဘက်မှာဘာကြောင့်တာဝန်ရှိနေရလဲပေါ့နော်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ကတော်လိုင်းရက်ဒီမှာဖြစ်နေမှာမဟုတ်လေအဲ့တော့ဒီဘက်မှာဘာကြောင့်တာဝန်ရှိပြီးတော့ဒီဘက်မှာရောက်နေရလဲအဲ့ဒါနဲ့အရေးကြီးရတယ်နဲ့အဲ့ခေါင်းစဉ်ကအဲ့တော့ဒီဘက်မှာကျွန်တော်မတွေးဖြစ်ဘူးမဆုံးဖြစ်ဘူးကျွန်တော်လုံနိုင်တဲ့အားကျွန်တော်ရွေးနိုင်တဲ့အားနဲ့ပဲဒီတွေ့တဲ့ဆုံးတဲ့လူတွေနဲ့တွေ့ပြီးတော့ပဲလှုပ်ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဘက်မှာရောက်ပြီးတွေ့တဲ့ဆုံးတဲ့နာကဒီဟိုပေါ့နော် propaganda လုပ်တော်လိုင်းမှာ propaganda လည်းရေးကြည့်တာကိုအဲ့ဒီဟာနဲ့ပတ်သက်တဲ့ခေါင်းစဉ်ကရောင်းရင်းနေဆိုရင်တွေ့ပြတယ်ပြီးရင်fundraise လုပ်နေတဲ့မိသားစုတွေနဲ့ဆိုရင်ကျွန်တော်အထူးတွေ့ပြတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ယုံကြည်တာကနေပြီးတော်လိုင်းရွေးရမြေပြင်မှာပဲရှိရတယ်မြေပြင်မှာပဲရှိတယ်ဆိုတော့အဲ့ဒီမြေပြင်ရွေးကိုအဝေးရောက်နေတဲ့နေရာကနေကျွန်တော်တို့ဝိုင်းရံဖို့ကိုတောင်းဝန်ပေးဝင်ထမ်းပြီးတော့ပါဝင်မှုက fundraise တွေလုပ်တယ် propaganda တွေလုပ်တယ်ပြီးတော့တွေ့ဆုံမှုတွေပါဝင်သူတွေရုံမသွားအောင်ဒီမျိုးစုံနဲ့စီယုံနဲ့ဒီပြပရဲ့ရောက်နေရနေတချို့ဇနပြတဲ့နေရာကြီးပြတယ်ဆိုတဲ့ကိစ္စတွေကလူတွေနဲ့ပဲတွေ့ပြတယ်တနေ့တောင်မရှိဘူးလည်းမတွေ့ပြဟုတ်ကဲ့ပါဆိုတော့အကိုရွေးပိုင်းနဲ့ပတ်သက်ပြီးကျွန်မရောင်နေဘက်ကိုလည်းဆက်မေးချင်ပါတယ်ရှင်ဆိုတော့အကိုရောင်နေပွဲလုပ်ခဲ့တာမှာငွေကြေးပိုင်းနဲ့အများကြီးရခဲ့တယ်ရတယ်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးအကိုကလည်းဒီပွဲမစခင်မှာဒီလာတဲ့ပွဲကိုလာတဲ့လူတွေအကိုရှင်းပြရရှိတော့ဒီ interview ကနေတစ်ဆင့်လဲအကိုဒီရောင်နေပွဲနဲ့ပတ်သက်ပြီးတော့အကိုပြောချင်တာတွေရှိရင်လည်းပြဝေပေးပါအောင်ရှင်ဟုတ်ရောင်နေခေါင်းစဉ်ကအများကြီးပြောစရာမရှိပါဘူးဘာလို့လဲဆိုတော့အရင်ဆုံးပြောရမှာပြောချင်တာကဘာလဲဆိုတော့ရောင်နေကကျွန်တော်အပိုင်မဟုတ်ဘူးဒီဒါလူထုပိုင်းဖြစ်တယ်စကားလုံးရောတချင်းရောကျွန်တော်အရင်တော့လည်းပြောဘူးတယ်ပေါ့နော်ပြီးရင်ဒီပွဲတွေကလည်းကျွန်တော်အပိုင်မဟုတ်ဘူးလူထုပိုင်းဖြစ်တယ်အဲ့တော့ဒီပွဲတွေကိုဥဆောင်တဲ့ organizer ဆိုမရှိဘူးပါဒီပွဲတွေကိုအဓိကအရေးကြီးဥဆောင်တဲ့လူဆိုတာလည်းမရှိဘူးမြို့တိုင်းကဒီရောင်နေပွဲကိုစီစဉ်ကြတဲ့လုပ်ကြတဲ့လူတွေအားလုံးဒီအတူတူအရေးကြီးတယ်သူတို့တွေအားလုံးဒီအဓိကဥဆောင်တဲ့လူတွေဖြစ်တယ်ဆိုတာကျွန်တော်အဓိကပြောချင်တယ်ဘာဖြစ်လို့ဆိုတော့အဲ့ဒါလေးကအရင်ရေးကြီးတယ်အရင်ရေးကြီးတယ်ဆိုတာကဒီပြပမှာကျွန်တော်ကဒီလူနှမျိုးဆောင်ရတယ်ပေါ့နော်ကျွန်တော်ပြပရောက်တဲ့အချိန်မှာလူနှမျိုးဆောင်ရတယ်တမျိုးကကြတော့ခုနှစ်ပေါင်းများစွာပေါ့နော်နှစ်များစွာ10စုနှစ်တောင်မကပေါ့နော်အမှအရောက်နေတာ10နှစ်ရှိပြီ15နှစ်ရှိပြီ20ရှိပြီဆိုတော့ရောင်ရဲမိသားစုတွေနာတမျိုးအဲ့လူတမျိုးနဲ့လည်းကျွန်တော်တွေ့ရတယ်ပြီးတော့21မှရောက်လာတဲ့လူတမျိုးရှိတယ်အဲ့တော့အဲ့နှမျိုးကိုကျွန်တော်အရင်ဆုံးတွေ့ရတဲ့အချိန်မှာကျွန်တော်အမြဲတမ်းကျွန်တော်တေချာအမြဲတမ်းတေချာလေးပြင်ဆင်ဖြစ်တယ်တေချာစဉ်းစားဖြစ်တယ်ဘာဖြစ်လို့အဲ့နှမျိုးမှာဟနေတဲ့အဟာအများကြီးရှိတယ်အဲ့ဒါကိုကျွန်တော်ဘယ်လိုဝင်ပြီးတော့ဘာအတူတူပူပေါင်းပြီးတော့ဘာတွေပူပေါင်းပြီးတော့စီစဉ်နိုင်မလဲလှုပ်ဆောင်နိုင်မလဲပေါ့နော်အဲ့မှာဆက်ဆံရတဲ့ပုံစံမျိုးမတူကျွန်တော်တတိထားဆက်ဆံရတယ်တီးတီးလေးတွေကနေအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးစိတ်ကုတ်တွေလည်းကျွန်တော်မဖြစ်စေချင်ဘူးဒါပေမဲ့ပွဲတိုင်းမှာလည်းကျွန်တော်အမြဲပြောဖြစ်တယ်
အစင်မပြေတာမပြေလို့ရတယ်မတဲလို့ရတယ်တယောက်မကြည်လို့ရတယ်ဒါပေမဲ့တယောက်တော်လိုင်းကိုတယောက်ကအနောက်ဆက်မလုပ်ရအောင်ဆိုတော့ကျွန်တော်အမြဲပြောပြတယ်ဘာဖြစ်လို့ကျွန်တော်တို့အများစုကဒီခုနကကျွန်တော်ထိတ်ဆုံးမှပြောခဲ့တဲ့ငါတို့ကိစ္စကိုမတိမတာငါလေးတွေထဲကြတာများတယ်ငါလေးတွေထဲကြတယ်ဗျမတိမတာလေးထဲကြတော့အဲ့ဒါလေးကိုကျွန်တော်ညံ့ရင်ဖွင့်ပြသလောက်ပေါ့နော်အတက်နိုင်ဆုံး handle လုပ်တယ်တက်နိုင်ဆုံး handle လုပ်တယ်ဆိုတော့အဲ့ဒီအဟာကကြီးတယ်ဘာဖြစ်လို့ဒီ21နောက်ပိုင်းမှာရောက်လာတဲ့အထဲမှာလည်းတော်လိုင်းလို့ပြေးလာတာနဲ့ပြေးချင်လို့တော်လိုင်းလောက်တာနဲ့လည်းမတူပြန်ဘူးအဲ့ဒါလေးကလည်းရိုးနေတယ်ဒါပေမဲ့ကျွန်တော်ကသွားကန်လို့မရအောင်ဘာပဲပြောလုံနေတဲ့အပေါ်မှာပဲကျွန်တော်ကရလက်လေးတွေကိုကောင်းအောင်ကျွန်တော်ကဝိုင်းရမှာရမယ်ဒီဟိုကသွားပြီးခွဲချမ်းနေစိတ်ပြပြီးတော့ရမင်းကတော့လုံလို့မရဘူးမင်းကဘလို့လူဘာညာတော့လုံလို့မရဘူးပေါ့နော်အဲ့ဒါလေးအရန်သတိထားရတယ်ဒီ21နောက်ပိုင်းရောက်လာတဲ့မိသားစုတွေနဲ့ပတ်သက်ရင်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်လုံရင်ကျွန်တော်โอเคရပြီချမယ်လုံမယ်ရွေးမယ်ကြောင်တော့တွန်တိုင်းမလို့နဲ့ဒီအစီအမပြေရဲ့လူရရှိလည်းမပြေနဲ့အရာမင်းကိစ္စခင်ဗျားကိစ္စဒါပေမဲ့ရွေးနေတဲ့ရွေးလို့နောက်ဆက်မလုပ်ရအောင်ဟိုဘကောဒီဘကောကျွန်တော်အဲ့လိုမျိုးတွားပြတယ်မတိုင်ခင်အစောကြီးကနေများစွာရောက်နေတဲ့ညီကိုရောင်းရင်းမိသားစုတွေနဲ့ပတ်သက်ကြတော့ကျွန်တော်အတိုင်းမဟုတ်တမျိုးပြန်ပြီးတော့ကျွန်တော်စိတ်ကိုပြင်ဆင်ပြီးတော့သူတို့နဲ့ထိတွေ့ရတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီရောင်းရင်းညီကိုမိသားစုတွေထဲမှာကလည်းတကယ်ကိုစိတ်နစ်ကိုနဲ့ဘလောက်ပဲနှစ်20ခရရောက်နှစ်30ခရရောက်တကယ်ကိုစိတ်နစ်ကိုနဲ့တကယ်ကိုရွှေ့နေတဲ့လူတွေလည်းရှိတယ်အဲ့ဒီအပြင်ကျွန်တော်သုံးတဲ့စကားနဲ့ပြောမှဆိုရင်အဲ့လိုမျိုးမဟုတ်ဘဲနဲ့တော်လိုင်းတော့လုံနေတယ်ဒါပေမဲ့နိုင်ငံခြားနဲ့အရန်နာနေတဲ့လူတွေလည်းရှိတယ်အဲ့တော့အဲ့မှာကျွန်တော်နည်းနည်း arrange လုပ်ရတယ်လုပ်ရတဲ့ဟာမှာကျွန်တော်ကအနှုတ်မဖြစ်အောင်ပေါ့နော်အနှုတ်မဖြစ်အောင်နည်းနည်းလေးစီရတာလေးရှိတယ်စီရလေးရှိတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ကနည်းတနေ့ရောနည်းနည်းလေးလာတဲ့ဟာတွေမှာကျွန်တော်ကထပ်ပြီးတော့ရောလို့နည်းလို့မဖြစ်ဘူးလေနော်လူအင်အားလည်းအရေးကြီးရဆိုတော့အရန်သတိထားပြီးလုပ်ရတယ်တော်တော်လေးကိုယ်စိတ်ကိုပြင်ဆင်ပြီးလုပ်ရတယ်တချို့လောဘတွေတချို့ဟိုဟာတွေဆိုတော့တော်တော် short ယူရတယ်ပေါ့နော်အဲ့တော့ဒါကတော့ရောင်နေကောင်းစင်နဲ့ຫນွယ်ပြီးတော့အဓိကပြောပြတာပေါ့နော်အခုဆိုမျိုး9မျိုးပြီးပြီနောက်ထပ်3-4မျိုးကျန်သေးတယ်အဲ့မှာလည်းကျွန်တော်အများနဲ့အဲ့ပွဲလုံးမဲ့မျိုးကန်ရောင်းရင်းနေနဲ့ဇုံနေစုံတယ်ပြောပြတယ်အဲ့တော့ဘယ်သူကအရေးကြီးဆုံးဆိုတာမရှိဘူးအားလုံးအတူတူအရေးကြီးမယ်ကျွန်တော်တို့ကဘယ်သူကဥဆောင်နေဆိုတာမဟုတ်ဘူးဘယ်သူကအဓိကဆိုတာမဟုတ်ဘူးကျွန်တော်တို့အားလုံးအတူတူအဓိကကြမယ်အားလုံးအတူတူဥဆောင်ကြမယ်အားလုံးအတူတူအရေးကြီးကြမယ်ပေါ့နော်အဲ့ဒါလေးကကျွန်တော်ပြည်ပမှာနည်းနည်းအရေးကြီးတယ်ဘာဖြစ်လို့မြေပြင်မှာကတော့အဲ့ဘော်ဒုံကဒီအဲ့ဘော်ဒုံလေးကိစ္စကတော့မြေပြင်မှာရှိမှရမှာဖြစ်တဲ့အတွက်ကတော့မြေပြင်ကိစ္စလေးတဲ့မြေပြင်ရဲ့သူ့ရဲ့ strategy လေးနော်ဒါပေမဲ့ပြည်ပမှာကျတော့ကျွန်တော်ကအတူတူအရေးကြီးမှရမယ်ပိုတရားရုပ်ကတဖွဲ့ကပိုရေးကြီးရဆိုတဲ့ခေါင်းစဉ်နဲ့ငါ့ကိုရှေးတူလာရင်တော့တက်ကြမှာပဲအဲ့လိုမပြန်တော့သွားပြနေတယ်ပေါ့နော်ရောင်နေခေါင်းစဉ်ပြီးတော့ရသလောက်ဒီအများကြီးရှာနိုင်တယ်ဆိုတာကလေကဏ္ဍလေးတစ်ခုမျှတာပါပဲမှာပြောရမယ်ဆိုရင်ကျွန်တော်တို့ရှာနေနိုင်တဲ့ဟာကတကယ်တော်လိုင်းမှာဘာမှမရှိပါဘူးမှာဒါရိုးသားပြောတာပါနောက်တစ်ခုကဘယ်ဘက်ကဘယ်လောက်ရှာနိုင်တယ်ဘယ်ဘက်ကဘယ်လောက်ရှာနိုင်တယ်ဆိုတာလည်းဒီတော်လိုင်းခေါင်းစဉ်ကိုတရားခိုင်လုံးရှိရှုလို့လာတာလေတချို့တော့မဟုတ်ပါဘူးတော်တော်များများကျွန်တော်ကြိုက်လို့လာလည်းမဟုတ်ဘူးဒီဟာကို support လို့လာလေကျွန်တော်ချစ်လို့လာလည်းမဟုတ်ဘူးတော်တော်များများဘာလို့လဲကျွန်တော်ကသူတို့ပြောတဲ့စကားနဲ့ပြောမှဆိုဒီ generation gap ကလည်းကြီးတာကိုကြီးတော့ဒီဟာကိုပဲ support လုပ်ရှင်လို့လာကြတာရန်ကြတာအဲ့ဒီဟာပေါ်မှာကျွန်တော်တို့ကိုယ်နိုင်ကလည်းအဲ့ဒီဟာကိုအစီတရားကိုမြင်နေဖို့လိုတယ်လက်ခံဖို့လိုတယ်မဟုတ်ရင်ကျွန်တော်တို့ဆယ်လီတွေမှာလည်းရှော့ရှိတယ်အခုဆိုဒါကျွန်တော်ကဒီ promotion လုပ်နေမှာမဟုတ်ဘူးလေနော် promotion လုပ်နေမှာမဟုတ်ဘူးလေဆိုတော့အဲ့ဒီပေါ်မှာလည်းအစီတရားကိုကိုမြင်အောင်ကြည့်ပြီးတော့လေအဲ့ကိုမြက်ခွက်ကိုခြေထောက်နဲ့နင်းထားဖို့လိုတယ်မဟုတ်ရင်ကျွန်တော်တို့ပြဿနာရှိတယ်အဲ့တော့ဒီတော်လိုင်းကိုရှိဘူးလာတာဖြစ်တယ်နံပါတ်1ဒါပဲပြီးမှလင်းမို့လို့လားချစ်သူဝေမို့လို့လားဆိုတာမျိုးတွေနောက်မှအဲ့ဒါအများနဲ့နှလုံးသွင်းရတယ်မဟုတ်ရင်ကျွန်တော်တို့ကိုယ်တိုင်ရမ်းထော်သွားမှာလေတိလားအဲ့ဒီဟာတွေပေါ်မှာဒီကိုယ့်ဘက်ကကိုရှေ့လုပ်ကြည့်ပါလားအဲ့လိုလူပြည့်ချင်မှပြည့်ပါလေ
ဒီမှာနိုင်ငံခြားရောက်နေတဲ့မိသားစုတွေမှာလည်းအများကြီးလူကြီးပိုင်းတွေကလည်းများတယ်လေပြီးတော့ဒီရဲ့ live တွေကလည်းတည့်ရတိုင်းပဲအဲ့ဘေးတွေထိုင်ဆက်နေရတဲ့ဟာနဲ့ကလည်းဘာမှအချိန်အားချိန်ရတာမဟုတ်ဘူးအဲ့တော့အားချိန်ရတဲ့အချိန်မှာလည်းကျွန်တော်တို့ကမျိုးတွေရှင်ဒီဘယ်နားထောင်ဖြစ်မလဲတကယ်တမ်းပြောရရင်ပေါ့နော်အဲ့လိုမျိုးတွေကျွန်တော်အမြဲတမ်းကိုယ့်ကိုယ်ရိုက်တဲ့ဟာပေါ့နော်အဲ့တော့ဒါကတော့ရောင်နေကောင်းတဲ့တခါလေးရောပြောလိုက်တာပေါ့နော်ကျွန်တော်တို့ရှာနိုင်တဲ့ဟာတွေကိုစေယုံနေပို့တယ်ဆေချောင်းမိသားစုတွေဒီကောင်မတွေတသားမိမိရွယ်တွေဒီအားစားပေါ့နော်ပြီးရင်နိုင်ချင်းဒီကောင်မတွေရဲ့ကျန်ရင်မိသားစုတွေရဲ့ဘဝပြန်လည်ထူထောင်ကိစ္စတွေလုပ်တယ်ပြီးရင်နောက်ထပ်စီရီယမ်မိသားစုတွေရဲ့တသားမိမိတွေသူတို့ရဲ့နေထိုင်ကိစ္စတွေကိုလက်လန်းပြီးတလားလုပ်တယ်ပြီးရင်ကြောင်းကိစ္စတွေအားစားပေါ့နော်ပြီးရင်ကြာဆုံးရဲဘော်တွေရဲ့ကျန်ရင်မိသားစုတွေအရေးလုပ်တယ်ပြီးရင်ဒီကိုလက်အင်္ဂါစုရဲဘော်တွေရဲ့အရေးကိစ္စတွေလုပ်တယ်မလောက်ပါဘူးမှပြောရမယ်ဆိုရင်ဒီတကယ်ဒါလေးတွေဒေါ်လာ9000သိန်းခွဲဒေါ်လာ9000သိန်းခွဲဆိုတာကနန်းကြီးရတာဟိုဖြစ်နေတာပါတကယ်ဒေါ်လာကြီးမှာဘာမှမဟုတ်ဖက်ကနေပဲအကုန်သွားတာပဲအဲ့တော့ထပ်ဆူထပ်ရှာထပ်ပို့ပေါ်မှာဆိုတော့အကိုအခုရောင်ဒီပွဲရဆိုဖို့ဘယ်နဲ့ပွဲလောက်ကြံတယ်လဲအကိုကျွန်တော်3-4ပွဲလောက်အနည်းဆုံးကြာအောင်ပဲတဲ့ကျွန်တော်ဟိုကလက်ချက်မှာကျွန်တော်ကြည်လိုက်မယ်ရှိလာLAပြီးရင်မင်နီဆိုတာစိန်ပေါ်ဟုတ်တယ်ဘတ်ဖလိုဖို့ဝင်ဟုတ်တယ်အားလေးကြံသေးတယ်ဒီနောက်ထပ်တစ်မျိုးကလည်းပြောလက်စာလေးလည်းရှိတယ်ဆိုတော့အကိုအဲ့ရောင်နေအနေနဲ့ဒီလိုမျိုးမျိုးတွေဘက်ကနေပြီးတော့ဒီတာဝန်ရှိသူတွေနဲ့စကားပြောပြီးအဲ့လိုရှေ့ဆက်အဲ့လိုဆက်တူသွားတဲ့ပုံစံမျိုးနဲ့ပဲသွားရင်းနဲ့ဒီ fundraising ပိုင်းဒီဘက်ကိုကိုကြီးရဲ့ဘက်ကိုသွားမှာလားပေါ့တခြားစဉ်းစားထားတဲ့နောက်တစ်မျိုးတခြားနည်းလမ်းတွေရှိသေးလားပေါ့တခြားနည်းလမ်းကခုနတွေ့တဲ့ညီညီမကြီးလေအဲ့ဒါကျွန်တော်အဓိကလုပ်တယ်အဲ့ဒါကတော့ကျွန်တော်ရဲ့ဂီတနုပညာနဲ့လုပ်နေတဲ့ဒေါ်လာရေးပြီးရင်ကျွန်တော်နောက်ထပ်လုပ်နေတာအားတစ်ခုပဲအဲ့ဒါကိုကျွန်တော်အဓိကလုပ်ဖြစ်တယ်ကျွန်တော်ကိုမြင်တဲ့အမြင်ကအဲ့ဒါအရင်အရေးကြီးရလို့ကျွန်တော်ထင်တယ်အရင်အရေးကြီးရလို့ကျွန်တော်မှတ်ယူတယ်အဲ့အတွက်ညီညီမကြီးနဲ့ကိစ္စတွေကိုတောက်လျှောက်လုပ်ဖြစ်တယ်သူတို့နဲ့တက်တူရွယ်တူညီကိုမောင်နှမတွေမြေပြင်မှာအများကြီးရှိတယ်ကျွန်တော်ကြောက်တာကဒီကောင်းစဉ်ကြောင့်ရောက်လာတာပဲဒါပေမဲ့ဒီနိုင်ငံခြား live မှာလေသူတို့နေသားကြသွားတာမျိုးစိတ်ဝင်ပြီးတော့ဂျင်းနဲ့ရောင်းရဲသွားမှမျိုးကျွန်တော်ကြောက်တယ်အဲ့တော့အဲ့ကိစ္စကိုကျွန်တော်အရေးတကြီးလုပ်တယ်ဟုတ်ကဲ့ပါကိုဆိုတော်လိုင်းရေးဘယ်တော့ပြီးမလဲဆိုတော့ဒါကတော့အမတန်ကိုခက်ခဲပါတယ်အဲ့တော့ကျွန်တော်တော်လိုင်းရေးရှိနေတဲ့တက်လုံကောင်းရေးပိုင်းပေါ့နော်ဆိုတော့အဲ့ဘိုင်းနဲ့ပတ်သက်ပြီးတော့အခုဒီအကုန်လုံးဗာများပြောချင်တယ်အဓိကတော့ကျွန်တော်ကိုပြင်ဆင်ရတာပဲကျွန်တော်တို့ကိုမြင်အောင်ကြည့်ပြီးတော့ကိုပြင်ဆင်နိုင်ကမှပဲဒီခုနတက်လုံပိုင်းကစိတ်ချရမယ်ပြီးတော့နောက်တစ်ခုကဒီကိုသွားနေတဲ့ကိုပုံဖော်နေတဲ့ဒေါ်လာရေးထဲမှာကိုသွားနေတဲ့အနာဂတ်ဒေါ်လာရေးထဲမှာကိုပုံဖော်နေတဲ့အနာဂတ်ကိုရှင်းရှင်းလင်းလင်းမြင်အောင်ကြည့်နိုင်ဖို့လိုမယ်မြင်အောင်ကြည့်နိုင်ဖို့လိုမယ်မဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့ခုနတက်လုံပိုင်းမှာအကုန်ကြာမှာပေါ့နော်အဲ့တော့အဲ့ဒီဟာနဲ့ပတ်သက်ရင်တော့ကျွန်တော်ပြောနိုင်တာကတော့ဒီဒေါ်လာရေးထဲမှာကျွန်တော်ရွေးနိုင်တဲ့အရွေးခုနဂီတတွေလုပ်ပြီးပါဝင်တယ်ရဲဘော်တွေကိုဆောင်းဆောက်တယ်တသားမိမိတွေရဲ့ပညာရေးကိစ္စတွေလုပ်တယ်နိုင်ချင်းတွေရဲ့မိသားစုတွေပြန်လည်ထူထောင်ရေးကိစ္စတွေလုပ်တယ်အဲ့လိုစေယုံတွေစောက်တယ်ခွဲစိတ်ကန်ကားတွေလုပ်တယ်ခုနညီညီမကြီးနဲ့တွေ့တယ်ဆိုတဲ့ဟာမှာကျွန်တော်မှရှင်းလင်းမြင်နေတဲ့အနာဂတ်ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒီဟာမှာဂျင်းနဲ့တယ်အားရတယ်ကိုPD လည်းဖြစ်တယ်အဲ့ဒါနဲ့တပြိုင်တည်းမှာပဲငါဒီလားလုံနေတာကဘာမှမဟုတ်သေးဘူးနှလုံးသွင်းရမယ်အဲ့လိုမျိုးမဟုတ်ဘူးဆိုရင်ခုနငါကောင်းစဉ်ရှေ့ရောက်လာလိမ့်မယ်ရှေ့ရောက်လာရင်ကျွန်တော်တို့တချို့လွဲချုံမှုတွေဖြစ်သွားလိမ့်မယ်အနုတ်တွေဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်နှလုံးမြင်သွင်းတယ်ငါဒီလားလုံနေတာဘာမှမဟုတ်သေးဘူးငါဒီလားလုံနေတာဘာမှမဟုတ်သေးဘူးဆိုပြီးတော့အမြဲတမ်းကိုလုံနိုင်တာတဲ့ပို့ပြီးတော့အားစိုက်တယ်
အဲ့ဒီအထဲမှာပဲနေချင်းကကျွန်တော်ခုနတက်လုံပိုင်းတွေရောဘာတွေရောအဆင်ပြေသွားတဲ့အထင်တယ်နောက်တစ်ခုအရေးကြီးတာကထရီစာပေါ့နော်ထရီစာကကျွန်တော်တော်တော်ကန်ကောင်းနဲ့ပြောရမှာပေါ့ကျွန်တော်ကန်ကောင်းနဲ့ပြောရမယ်ဆိုတော့မှန်တိုင်းဝင်ခံရမှာဆိုရင်ကျွန်တော်ရဲ့မိသားစုရေးမှာကျွန်တော်တော်တော်ကိုတောင်းမကြည့်ဘူးတော်တော်တောင်းမကြည့်တဲ့ကောင်ပေါ့နော်ပြောရမယ်ဆိုရင်ကလေးခေတ်စားလည်းကောင်းတယ်မထင်နိုင်ဘူးစဉ်းလည်းမစဉ်းစားနိုင်ဘူးသူတို့ရေးလဲကျွန်တော်ဘာမှမလုပ်နိုင်တာမှန်တိုင်းပွင့်လင်းဝင်ခံရမယ်ဆိုရင်သူတို့ piano တီးတဲ့ guitar တီးရဆိုတာလေကျွန်တော်တစ်ခါမှမသိဘူးတင်းကိုမသိပြီးပြတာအဲ့တင်းချိန်လည်းမရှိဘူးဘာလို့တီးတဲ့လဲပြုတ်တဲ့လဲဆိုတော့ညီလေးဒန်နီယယ်ဆောပေါ့နော်သူကတင်ပြီးတာအိုးမဲဆောက်မကြီးကသူတင်ပြီးတာအဝေးရောက်တော့လဲ zoom လေးနဲ့တင်ပြီးတာကျွန်တော်ကတစ်ခါမှမတင်ပြီးကြဘူးတချို့ကထင်တာအော်ဘာတင်တတ်တယ်ထင်တာဟုတ်ဘူးကျွန်တော်အဲ့ဒီဟာကိုကျွန်တော်မလုပ်ပေးနိုင်တာအဲ့တော့လည်းကျွန်တော်အချိန်မရှိဘူးပြီးတော့အဲ့လိုမလုပ်ပေးနိုင်လို့လည်းကိုယ့်ကို guilty မဖြစ်ဘူးဘာဖြစ်လဲတစ်ချိန်တည်းမှာပဲကျွန်တော်တို့ဒီဘောကျုံအောင်ကြားမှာတရက်ကိုတစ်နက်လောက်ပဲစားနေတဲ့ကလေးလည်းအများကြီးရှိရလေရှိတော့အဲ့တော့ကျွန်တော်တာဝန်တော်မကြည့်ဘူးဆိုတဲ့ဟာမှာအရန်ကျေးဇူးတင်ရတာကတော့ထရီစာပေါ့သူကအဲ့ပုံမှာအကုန်ဖြစ်ပြီးတယ်ကျွန်တော်အဲ့လိုမျိုးတွေမလုံးနိုင်တာကိုသူဟိုအပြစ်လို့မထင်တဲ့အပြင်ကျွန်တော်လုပ်နေတဲ့ဟာပုံမှာလဲဒီလိုမျိုးအားမလျော့အောင်ပေါ့နော်သူကအမြဲတမ်းဘေးကနေရှိနေပြီးတယ်ပေါ့နော်အဲ့ဒါလည်းတော်တော်အရေးကြီးတဲ့အထင်နဲ့ကျွန်တော်လုပ်နေတဲ့ဟာဒီပုံမှာသက်လုံးမကြတာလေအဲ့ဒါလည်းဒီစိတ်တစ်ပိုင်းနေနဲ့အရေးကြီးတဲ့အထင်နဲ့ကျွန်တော်တင်သူ့လည်းကျေးဇူးတင်ပါပါဟုတ်ကဲ့ပါကိုဆိုတော့ကိုတို့အခုဒီရောက်ပြီးတော့ကိုတို့မှာဒါ document ပေါ့နော်ခက်ခဲမှာရတဲ့ခါကျရင်တခြားနိုင်ငံတွေဒါမှမဟုတ်လည်းအကိုကလာခဲ့တဲ့နေရာစီသွားတာမျိုးတွေတခြားနေရာတွေမှာဖျော်ဖြေတာမျိုးတွေသွားဖို့နောက်ပိုင်းအစီအစဉ်ရှိလာတော့ဟုတ်လုံနေကြပြီအဲ့ဒါလုံနေကြပြီဆိုတော့ကျွန်တော်ကအများကြီးတောင်ပါချာမလို့ပါဘူးအထူးသဖြင့်ဒီ OFP ကမိသားစုရောင်းရင်းနေညီကိုတွေပြည်နေကြတယ်ကျွန်တော်ကဘာမှတော့ဝင်ပါဘူး ready ပဲလောက်ချချင်ရလောက်နောက်လက်တဲ့နေရာသွားမယ်ဆိုမယ်များရှာမြန်ပို့မယ်ကျွန်တော်ဘာမှတော့ဝင်ပါဘူးသူလှုပ်နေကြပြည်နေကြဟုတ်ကဲ့ကိုဆိုတော့ဟိုအင်တာနက်ကနေပြီးတော့ကိုရောင်းပြီးတော့လုပ်တဲ့တေးဂီတာပွဲလို့ဟာမျိုးရောလုပ်ဖို့အစီအစဉ်ရှိသေးလားအဲ့ဒီကောင်ကလောလောဆယ်ကျွန်တော်ကစိတ်ကူးထားတာလေးစဉ်းစားထားတာလေးကပြင်ထားတာလေးတော့ရှိတယ်ပြင်နေတာလည်းရှိတယ်လုံလဲလုံနေပေါ့နော်အဲ့ဒါတစ်ခုပြီးတော့နောက်တစ်ခုကခုနအမအစောပိုင်းမှာမေးသွားတဲ့အနုပညာကောင်းစဉ်ပေါ့နော်အနုပညာကောင်းစဉ်နဲ့ပတ်သက်ပြီးပြန်ဆွဲယူပြီးဖြေရရင်ကျွန်တော်အခုဒီလာကုန်ရင်ကျွန်တော်ရဲ့6ခွေမြောက် Evan လေးထွက်ဖို့ရှိတယ် Evan အစ်စ်လေးပေါ့6ခွေမြောက် Evan လေးထွက်ဖို့ရှိတယ်ရန်ကုန်မှာပတ်ပြေးနေတဲ့အချိန်တော့ရေးထားတဲ့ဟာလေးတွေတော်တယ်သွားတော့ကတော်တဲ့အနက်မှာရှိနေသွားနေတော့ကရေးထားတာလေးတွေအဲ့ဒါလေးကို Evan ရအောင်ကျွန်တော်ဖန်တီးထားတာအဲ့ဒီလာကုန်ကျွန်တော်မွေးနေ့ကြိုင်ထွက်မယ်အော်တိုဘာ2ရက်နေပေါ့နော်ထွက်မယ်အဲ့ဒါလေးလုံနေတယ်အတိုင်းမဲ့အဲ့ဒါကကျွန်တော်ဒီပြီးခဲ့တဲ့နှစ်မွေးနေ့တုန်းကကျွန်တော်စာအုပ်လေးတုပ်ထွက်တယ်လေအဲ့ဒီစာအုပ်လေးလိုပဲရောင်းပါဆိုတော့ဗာလဲဆိုတော့ဟိုပါပေါ့ဒီကျွန်တော်ဒီရောင်နေရှိုးပွဲဒီဘာတွေကကြတော့ကျွန်တော်ဒီမှာသူကစည်ရင်းကိုင်းနေအကောင့်တန်တင်းတွေကနှစ်ခုတော့နှစ်ဖွဲ့တောင်ရှိတယ်ဒီပြပကနေခေါ်လဲလုပ်ပြီးတော့ဘာဖြစ်တဲ့အဖွဲ့ရယ်ဒါကိုမြေပြင်ကိုမြန်ဆန်ပို့ပြီးတော့ထိထိရောက်ပို့တဲ့အဖွဲ့ရယ်နှစ်ဖွဲ့ရှိတယ်ကျွန်တော်လက်ကြည့်စရာမလိုဘူးသူကသူလှုပ်တယ်ကျွန်တော်ကတမျိုးမျိုးဆိုသွားတယ်ပြီးပြီသူကသူဆက်လုပ်ကြတယ်အထူးသဖြင့် OFP ကပြည်သားစုရောင်းရင်းနေသူတို့အားစိုက်ကြတယ်အရန်ချက်ဖို့ကောင်းတယ်အရန်တီးကြတယ်တခြားတပြားအဆုံးနေမခံဘူးတော်တော်လေးလှုပ်တယ်သူတို့အဲ့တော့အဲ့ဒါရကျွန်တော်လက်ကြည့်စရာမလိုဘူးเนาะကျွန်တော်ဒါပေမဲ့အဲ့ဒါကရောင်လေးကောင်းစင်နဲ့သွားတဲ့ဟာသူကသူလှုပ်တယ်စင်းလေးကြိုက်တယ်ပြီးရင်ထုတ်ပြန်တယ်ပြီးရောကျွန်တော်ဘာမှဝင်ပါကြဘူးမလို့တာတော်တော်လေးစိတ်ချရတယ်သူတို့အတီလည်းတီကြတယ်အဲ့ဒါပေမဲ့ကျွန်တော်ဒီခွေရကြတော့ကျွန်တော်စာအုပ်ထုတ်တယ်လို့လေးရောင်းပါကျွန်တော်စာအုပ်ထုတ်တော့ကျွန်တော်ပြောလို့ကျွန်တော်3ညတာ3မှာဝယ်ခြင်းမှာဝယ်ပေါ့ဒီခွေလည်းအတိုင်းပဲ3ညမှာ3ညတာ3မှာအဲ့ဒါကိုဒီနေ့မှဝယ်အဲ့လိုမျိုးထုတ်ဖို့ရှိတယ်ဒီလာကုန်ပေါ့နော်ပြီးရင်ရှိုးပွဲဟာတော့ခုနအမမေးတဲ့ဟာကိုပြန်ဖြေရမယ်ဆိုရင်အဲ့ဒီဟာလည်းတော့ပြင်နေရလေးလည်းရှိတယ်လုံနေရလေးလည်းရှိတယ်ပေါ့နော်နီးတဲ့အချိန်ကျရင်လည်းကျွန်တော်ပြောပါမယ်ဆိုတာနောက်တစ်ခုကအမနေရနေကိုပြန်မေးရဆိုမင်းကဘယ်နေရဘယ်ဖောင်းနေပြောမှလဲ
မင်းကျွန်တော်ဘယ်ကနေပြောရမှာမသိဘူးဘာဖြစ်လို့ကျွန်တော် online လုံးဝမသုံးလေကျွန်တော် Facebook လုံးဝမသုံးဘူး online လုံးဝမသုံးဘူးကျွန်တော်တို့ကအနှုတ်လို့ထင်လို့အားရမ်းရုပ်လို့ပေါ့နော် energy ကုန်တယ်လို့ယူဆလို့မသုံးပြဘူးအဲ့ဒီတိုင်းလည်းမလို့ပြောမယ်လေ ဆိုတော့ Evan အစ်စ်မှာအကုန်လုံးကတော်လိုင်းချင်းနေပဲလားဟုတ် အဲ့ကောင်ကတော်လိုင်းကောင်းစဉ်ဆိုတာထက်ပေါ့နော်humanism ပဲပြောရမှာပေါ့နော်ကျွန်တော်အဲ့ဒါကြီးအများစုလို့ပြောရမယ်ဒီတခုခုကိုဆွဲကတ်ထားတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ရိုးသားသားခံစားလိုက်တဲ့ဟာတွေစကလုံးတွေဒီလုံးတွေကိုကျွန်တော်အကုန်စဉ်းစားမဖြစ်ပဲထည့်ထားတဲ့ဟာအဲ့ဘမျိုးပေါ့အပြင်အထဲမှာကျွန်တော်အနာသိနဲ့ညကရေးတဲ့တခြင်းတစ်ပုဒ်ပါမယ်အဲ့ဒီပုဒ်ကအနာသိနဲ့ညမှာကျွန်တော်ရေးတဲ့တခြင်းလေးအဲ့တခြင်းလေးကိုပဲကျွန်တော်ဒီ Evan တိုက်တယ်လောက်ထားတယ်Theater 21ပေါ့ပြဿနာ21ဆိုပြီးတော့အဲ့တခြင်းလေးကိုပဲ Evan တိုက်တယ်လောက်ထားတယ်အဲ့ညကထိုင်ရေးဖြစ်တဲ့ဟာပေါ့နော်တမီးနှစ်ယောက်နဲ့တွေ့စားနဲ့အိမ်နေရာလေးကိုကြည့်ပြီးတော့ဒီအနာသိဖြစ်စီဖြစ်သွားရဆိုတာလေသူ့ကိုနှိုးပြီးမပြောရဘူးလေနော်ပြောရတဲ့အချိန်မှာအချိန်မှာကျွန်တော်ဖြစ်တဲ့ဟာဒီအတွင်းတိုက်ပွဲတွေကြားမှာဟာလီရေးထားတဲ့တခြင်းလေးအဲ့ဒီတခြင်းလေးကိုကျွန်တော်ဘာမှတောက်လျှောက်ဒီပြန်တီးပြန်ဆိုဖို့တော်တော်ကိုလှုပ်ဖို့အားမရှိခဲ့ဘူးပေါ့နော်အဲ့ဒီလေးလည်းအချိန်မှာလဲကျွန်တော်ကတော့အကိုကြီးပေါ့ဦးချင်းမီအချင်းလေးအဲ့ညမှာပဲအချင်းလေးလုံနေရေးနေကြမှာပဲအခုနဲ့ဦးချင်းနဲ့ဖုံးပြောပြတဲ့ memory ကလည်းလမ်းစားနေတော့မယ်ဆိုတော့ဒါပေမဲ့ကျွန်တော်ရအောင်ကြော်လာပြီးတော့အချင်းလေးလှုပ်လိုက်တယ်ပြီးပါပါနော်အားလေးပါမယ်ပြီးရင်ဒီစချောင်းမိသားစုတွေကကလေးတယောက်ရဲ့ဖြစ်ပျက်လေးရေးထားလေးပါမယ်ပြီးရင်တော်လည်းမြေပြင်ရဲဘော်လေးတယောက်မြို့ပြမှာကြံခဲ့တဲ့သူကောင်မလေးကိုလွှမ်းတဲ့အကြောင်းလေးကိုကျွန်တော်ပြန်ခန်းစားပြီးရေးရလေးပါမယ်ပြီးတော့ democratization နဲ့ပတ်သက်ပြီးတော့ကျွန်တော်မေကုံထုတ်ချင်တာလေးတွေကိုရေးထားတာလေးတွေပါမယ်အဲ့လိုမျိုးပေါ့အဲ့ Evan ကတော့ကျွန်တော်ဘဝမှာတွေ့တာကျွန်တော်တွေ့တာအရင်နီးဆုံး Evan လို့ပြောရမယ်အဲ့ဒါတည်းဟုတ်ကဲ့ပါဟုတ်အခုဖြေသွားရလဲပြည့်စုံတော့ရှိတယ်ကျွန်မဘက်ကတော့မေးတာတော့တော်တော်များနေပြီဆိုတော့ဒီအခုဘက်ကနေပြီးတော့ဘာများထပ်ပြီးတော့ကျွန်မမေးတယ်မှာကြံသွားတာပဲဖြစ်ဖြစ်အခုပြောဖို့ကြံသွားပဲရှိရင်လည်းဖြည့်ဆက်ပြီးပြောရအောင်ပေါ့မရှိပါဘူးအားလုံးပြည့်စုံတယ်ကျွန်တော်တို့ဒီဒေါ်လာရင်းဘာကြောင့်ဆင်နွှဲနေရတယ်ဆိုတာကျွန်တော်ကိုသိဖို့လိုတယ်အထူးကတော့ဒီစနစ်ပေါ့နော်အာနာရှင်ရန်နေဟာကြီးအပြည့်အစုံချုပ်ငင်းဖို့လိုတယ်အဲ့ဒီအတွက်ကျွန်တော်ဒီဒေါ်လာရင်းကိုပြီးအောင်သွားဖို့လိုတယ်နောက်ဆုံးကန်းတိုင်းနဲ့ထိသွားဖို့လိုတယ်ဂျားထဲမှာခေါင်းစဉ်မျိုးစုံနေရာမျိုးစုံကဒါလောက်တွေနဲ့ဖြစ်လို့ဖြစ်စီလည်းရှိလိမ့်မယ်အဲ့ဒါကိုကျွန်တော်တို့ညံကြီးလေးထားပြီးကြော်လွားဖို့လိုမယ်ဥပမာအခုလက်တော်အတန်းကြဲလေးဖြစ်နေတဲ့ဆွေးနွေးပွဲအဲ့လိုမျိုးဟာတွေပေါ့နော်အဲ့တော့အဲ့ဒီဟာတွေကိုကျွန်တော်တို့ညံကြီးလေးထားပြီးတော့ဒီကွန်တန်မှန်လေးနဲ့ပေါ့နော်ညံကြီးလေးထားပြီးကျွန်တော်တို့ကြော်လွားဖို့လိုတယ်ဒီဆွေးနွေးပွဲဆိုတဲ့ဟာမှာဘယ်လိုစပွဲဝိုင်းမျိုးလဲတချို့ကတော့ဒါလော်တွေထဲကြတယ်ဗျဒီဘယ်ဒေါ်လာမျိုးဆိုစပွဲဝိုင်းတစ်ခုနဲ့အဆုံးသက်တယ်လို့ပါလို့ပေါ့နော်အခုလက်တလောကျွန်တော်တို့နဲ့မရှိမနှောင်းနှစ်လေးအတွင်းမှာဖြစ်သွားတဲ့ပါတီဒေါ်လာရေးအင်အားစုဘက်ကနိုင်သွားတဲ့နိုင်ငံတွေရှိတယ်သူတို့နာမည်တွေမပြောတော့ဘူးနော်အဲ့ဆိုရင်စပွဲဝိုင်းမှာမရှိဘူးလေနော်သူတို့မျိုးတော်တွေတက်ပြီးတော့အောင်ပွဲဆင်သွားတဲ့ဟာဖြစ်ဖြစ်တွေရှိရပေါ့နော်အဲ့တော့ဒါလော်တွေနဲ့ဝေဝါးသွားစီမဲ့အရေးကိစ္စတွေပေါ့နော်ကိုလူနဲ့ဝေဝါးသွားစီမဲ့အရေးကိစ္စတွေကိုလူကြီးရောလူလက်ကောလူငယ်ရောအကုန်လုံးပေါ့နော်ကျွန်တော်တို့အပါမယ်ကျွန်တော်တို့အားလုံးဒေါ်လာပတ်ချမ်းကရဲဘော်တွေပတ်တီအားလုံးညံကြီးနဲ့ရေကုန်တမ်းမှန်နဲ့ကျွန်တော်တို့ကြော်လာဖို့လိုမယ်ကြော်လာမယ်ပေါ့နော်ပြီးရင်ကျွန်တော်ကတော့ကျွန်တော်ပြောတဲ့ဟာကျွန်တော်လုပ်တဲ့ဟာဒီကြာဆုံးသွားတဲ့ရဲဘော်တွေကျင်းအောင်တည်မှာရောက်ရှိနေတဲ့နိုင်ငံရေးအကျဉ်းသားရဲဘော်ရဲဘက်မိသားစုတွေ
အာနာသိန်းဖြစ်စဉ်ကလေးက CDM ကောင်းစဉ်နဲ့ရဲရဲချင်းချင်းလူလူနဲ့တူရှိခဲ့တဲ့လူတွေအတွက်ပဲကျွန်တော်ကရှေ့လျှောက်ပြီးနေထိုင်မယ်ပြောမယ်ဆိုမယ်။ကျန်တဲ့ဟာကောင်းတယ်မရှိဘူး။သူတို့ရဲ့အရေးနဲ့ပတ်သက်ရင်ကျွန်တော်ပြောသမျှလောက်သမျှဒီသူတို့အတွက်အနောက်ရှက်မဖြစ်စေရဘူး။သူတို့အတွက်အဒိန်းဆောင်မဖြစ်စေရဘူး။ဒီပြောလိုက်တဲ့စကားလုပ်လိုက်တဲ့အလုပ်တခြားအငယ်ကနေချင်းမှားလားအဲ့ဒါဆိုရင်ကျွန်တော်တေချာမှားချင်လို့မှားတာဘာဖြစ်လို့ဆိုတော့သူတို့ခုနပြောတဲ့လူတွေအတွက်ကျွန်တော်ပြောတာအဲ့တိုင်းမှာကျွန်တော်ဆက်သွားမယ်ဒေါ်လာရေးအာနာရှင်ရန်တွေကပြီးရတဲ့ဆက်ချစ်တယ်မယ် ဟုတ်ကဲ့ပါကိုဟုတ်နောက်ဆုံးမေးခွန်းပါကိုဒီမှာတတိထားမိရရှိလို့ပါအကိုကလက်သုံးချောင်းထက်စာရင်ဒီလက်သီးဆုပ်ကိုပို့ပြီးတော့အကိုတချင်းဆိုတဲ့အခါကျရင်ပေါ့နော်ပြည်သူတွေကိုအောက်မှာရှိတဲ့ပြည်သူတွေကိုလောက်ခိုင်းတာရှိတော့အဲ့ပုံမှာအကိုထူးခြားတဲ့ကိုအဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့အကိုခံယူချက်ရှိရမျိုးဖြစ်လား အဲ့ဒါကျွန်တော်တယောက်တည်းမြင်တဲ့ဟာပါကျွန်တော်တယောက်တည်းခံစားရတဲ့ဟာပါဒီဟိုအာနာသိမ့်ပြီး5ရက်လောက်ကြာမှလက်သုံးချောင်းထောင်ပြီးတော့ကျွန်တော်အဲ့လိုမျိုးဒီဒါကိုဆန့်ကျင်ရမယ်CDM တွေကိုကျွန်တော်တို့အဲ့ကဝိုင်းပြီးတော့ဆောင်းရှောက်မယ် support လုပ်မယ်ဆိုပြီးတော့ကျွန်တော်ပါခဲ့တယ်ပေါ့နော်အဲ့တော့အဲ့မှာကျွန်တော်ကကိုယ်ခန်းစားမိနေတာဘာလဲဆိုတော့ခန်းစားမိနေတာကလက်သုံးချောင်းကဒီအာနာရှင်ရန်တရားကိုလက်ခံလို့မရဘူးတော်လှန်ရမယ်လို့ကျွန်တော်ကနားလည်တာလက်သီးဆုပ်တာကကြတော့ကျွန်တော်ကအဲ့ဒါကြီးအမြင့်ပြတ်ဖို့အတွက်ကျွန်တော်က fight နေပြီကျွန်တော်အဲ့လိုမျိုးခံစားရတော့အဲ့တော့အာနာရှင်ရန်တရားကိုလက်ခံလို့မရဘူးတော်လှန်ရမယ်ဆိုတဲ့ level မဟုတ်တော့ဘူးလေကျွန်တော်က fight တဲ့ level ဖြစ်သွားပြီဆိုတော့အားကြောင့်ကျွန်တော်လက်သီးဆုပ်တာဟိုဒါဒီတိုင်းမှာအခုမြင်နေကိုပေါ့နော်ထောင်လဲဘာမှမဖြစ်ဘူးလက်သီးဆုပ်လည်းဘာမှမဖြစ်ပါဘူးဖြစ်ကျင်တယ်ကိုဘာဖြစ်လဲဆိုတော့ဘာလဲဆိုတော့အမြဲတမ်းအဲ့လိုမျိုးနဲ့အားရှိရဲ့ပုံစံနဲ့အမြဲတမ်းချင်းဆိုရပြီးတယ်ကိုလုံးလေးရှိတာတွေ့တတိထားမိတယ်ဟုတ်တယ်ကျွန်တော်ကအဲ့လိုမျိုးလေးကျွန်တော်ကိုတွေးပြီးလို့ပေါ့နော်တွေးပြီးတော့လက်သံချောင်းထောင်မှာတော့စမ်းချင်တယ်ဒါကြီးကိုလက်ခံလို့မရဘူးချိန်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်လက်သံချောင်းထောင်ခဲ့တယ်အခုကဒါကြီးကိုအမြင့်ပြတ်ဖို့အတွက်ကျွန်တော်က fight နေတဲ့အချိန်ဆိုတော့လက်သီးဆုပ်မယ်လေဟုတ်ပါရှင်ခုလိုဖြစ်ကြပြကျေးဇူးပါရှင်အခုဘက်ကနေပြီးတော့ထပ်ပြီးတော့ပဲပြောချင်တာရှိရင်လည်းဒီကနေလည်းပြောလို့ရပါရှင်နောက်ပိုင်းလည်းကျမတို့ဆက်သက်ပြီးပြောလို့ရပါတယ်ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ဒီအမတို့မိသားစုရောင်းရင်းနေဒီခစ်တဲ့ပေါ့နော်ဒီခေါင်းစဉ်နဲ့အတူပေါ့နော်ကျွန်တော်တို့ဒေါ်လာလီတူနဲ့ဘီတူနဲ့တသားတဲ့အမြဲရှိနေနိုင်ပါစေလို့လည်းဆုတောင်းပါတယ်ဒီရှင်နေတဲ့ဒေါ်လာရောင်းရင်းရဲ့ဘော်ရဲ့ဘက်ဒီလည်းကျမကြီးကူးဆိုင်ပါလို့မှာချင်ပါတယ်